ဈေးသက်သာတာလိုက်ရှာနေမယ်အစားအမျက်ပြန်ထွက်စေမဲ့လမ်းကိုရွေးချယ်ပါလက်တွေ့တွက်ကြည့်ကြရအောင်မာကတင်ဘတ်ဂျက်ကိုလစဉ်6သိန်းလောက်သုံးကြည့်လိုက်တယ်ဒါပေမဲ့6လလောက်ထိလိုချင်တဲ့ရလဒ်မရဘူးဆိုရင်အဲ့ဒီ6သိန်းကဈေးသက်သာတာမဟုတ်ပါဘူးအရှုံးပေါ်သွားတာပါဒါပေမဲ့ agency တစ်ခုကိုလစဉ်သိန်း20လောက်ပေးရမယ်ဆိုပါစို့ agency ဘက်ကပေးလိုက်တဲ့ strategy နဲ့လှုပ်ဆောင်ချက်ကြောင့်6လအတွင်းတစ်လကိုသိန်း100ဘိုးလောက်ပြန်ဝင်နေပြီဆိုရင်တော့ဒါဟာဈေးကြီးတာမဟုတ်တော့ပါဘူးအမျက်ကျန်တဲ့အယောင်းဝယ်တစ်ခုဖြစ်သွားပါပြီ Orange Idea နဲ့လက်တွဲရတာ expense သက်မဖြစ်သွားစေရပါဘူး။တင်းလုပ်ငန်းအတွက်အမျက်ပြင်ရစေမဲ့ရင်းနှီးမြှုပ်နှံမှု investment စစ်ဖြစ်လာဖို့ကျွန်တော်တို့အာမခံပါတယ်။ကျွန်တော်တို့ marketing agency ရဲ့လှုပ်ဆောင်ချက်ဒါမှမဟုတ်ရလဒ်ကိုသဘောမကျရင်အချိန်မရွေး terminate လုပ်နိုင်ပါတယ်။ဒါဟာ marketing budget အလားအသက်မဖြစ်စေဖို့ကျွန်တော်တို့ပေးထားတဲ့အာမခံချက်ပါပဲ။ရလဒ်တိုးတက်မှုမရှိရင်ဝန်ဆောင်မှုကိုဘယ်ချိန်ဖြစ်ဖြစ်ရပ်ဆိုင်းနိုင်တဲ့အာမခံမှုပေးတဲ့ agency ကိုရှာနေရင်တော့ Orange Ideas ကသင် business အတွက်အသင့်တော်ဆုံးပါပဲအခုပဲဆက်သွယ်ပြီးလက်တွေ့စမ်းသပ်ကြည့်လိုက်ပါ